အလုံးမမင်္ဂလာပါကျွန်တော်ရဲ့ Mate နဲ့ P9 ဆိုင်တွေကိုကျွန်တော်တို့ memory stick လို့လည်းခေါ်တဲ့ USB stick နဲ့ဝယ်ထားတဲ့သူတွေရောနောက်ပြီးတဲ့အခါကျတော့ကျွန်တော်ဒါမျိုးဝင်းဝါ file တွေဒါမျိုး zip file တွေအများကြီးရှိတဲ့သူတွေပေါ့နော်တခါတည်း one click နဲ့ file ဖြည့်နေပေါ့နော်ဒါကတော့ကျွန်တော်တို့ကဒါ file ဖြည့်ထားတဲ့ဟာ USB stick ကကျတော့ဒီမှာပေါ့နော် USB stick ထဲကကျွန်တော်တို့ဒီကောင်တွေကိုအရင်ဦးဆုံးကျွန်တော်တို့ control C နဲ့အရင်ဦးဆုံး copy ကူးလိုက် copy ကူးပြီးတော့မှမိတ်ဆွေတို့ရဲ့ computer desktop ပေါ်မှာဖြစ်ဖြစ် C ကန်းတို့ D ကန်းတို့မှာဖြစ်ဖြစ် new folder ဆောက်ပြီးတော့မှအဲ့ဒီ file ကိုဒီ file တွေကို paste လုပ်လိုက်မယ်ပေါ့နော်ဟုတ်ပြီဒီ file တွေကို one click နဲ့ကျွန်တော်တို့ကတစ်ခုချင်း extract here ဒီမှာ file ဖြည့်မယ်ဆို right click ထောက်လိုက်မယ်ကိုဖြည့်ခြင်းတဲ့ file ကို right click ထောက်လိုက်မယ်ပြီးလို့ရှိရင်ဒီမှာ extract all ဆိုတာမျိုးလည်းရှိတယ်အကောင်နဲ့ဖြည့်လဲရဒါမှမကျွန်တော်ဒီဟာတွေအကုန်လုံးကို one click နဲ့ဖြည့်ခြင်းနဲ့ mouse တစ်ချက်နဲ့ဖြည့်ခြင်းနဲ့ဒီကောင်တွေအကုန်လုံး control A နဲ့ select all ပေးလိုက်ပါပြီးလို့ရှိရင်ကျွန်တော်တို့ဒီ file တစ် file ကိုဒီကျွန်တော် right click နဲ့ပေါ့ left click နဲ့ဖိပြီးတော့မှနည်းနည်းအောက်ကိုလိုမျိုးလေးဖိဆွဲလိုက်ပါအပြင်လှော့လိုက်ပါလှော့လိုက်ပြီးဆိုလို့ချင်းဒီမှာ extract here ဆိုပြီးဒီမှာ extract file extract here ဆိုပြီးတော့မှသူကအကုန်လုံးကိုဒီ file တွေအကုန်လုံး file တွေဖြည့်ပြီးသားမှာဖြစ်ပါတယ် file ဖြည့်လိုက်လို့ရှိရင်လည်း file တွေကရောမသွားပါဘူးကျွန်တော်တို့ကဒါမျိုးတစ်ခုချင်းဒီအသေးစိတ် file တွေပြန်ပေါ်လာမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့အခု file ဖြည့်နည်းလေးကိုသိကြလိုက်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်